ဘာမှစံအစောဆုံးထွက်တာမြန်မာပြည်ပဲမြန်မာပြည်စကိုင်းတိုင်းကချင်ပြည်နယ်ကမြက်ကနေစံဖြစ်အောင်လေ့ကျင့်ပြိုးထောင်ခဲ့တဲ့လူမျိုးတွေဒါအစောဆုံးပေါ်ခဲ့ဟုတ်နော်မြန်မာပြည်ရဲ့တန်းရဲ့ဘောင်အမင်းနဲ့ထောင်နဲ့ချီနေပြီကွာအဲ့ဒါတွေကျဲသွားမယ်ဒါတိုးတက်ထွန်းလာတာကိုပြောတာမြတ်တော်ဘုရားမပုတ်နေတဲ့မြန်မာပြည်မှာဒီဗရေတက်တွေတက်နေပြီဟုတ်လားဗရေတက်တွေဟန်လင်းကြီးမှာမဲ့ဒါတွေရှိတယ်သူပြတိုက်တွေမှာရှိနော်အဲ့တော့ရွှေဗရေတက်တွေတက်နေပြီဘုရားနဲ့ခစ်ပြန်တော့မှဒင်္ဂါရတွေသုံးလို့နေပြီအဲ့တော့ဘုန်းတော်ဝိနည်းမတင်ရတယ်အိန္ဒိယမသိမဒေသတချို့နေရာတွေမှာကျတော့ဒီငွေအသုံးနှုန်းကိုဗါတွေတော့တက်ပြားလေးတွေကိုလည်းသုံးကြတယ်ကြောက်ခဲလေးတွေကိုလည်းသုံးကြတယ်ဒီပိုးချမ်းပဲ့လေးတွေလည်းသုံးတယ်အဲ့ဒါသူတို့အထိမ့်မဲ့ပဲဒါလဲလဲတရားပစ္စည်းတစ်ခုပေါ့အဲ့ဒါကိုသူတို့ငွေလို့သတ်မှတ်အဲ့ဒီအချိန်မှာမြန်မာပြည်ကကြီးတို့ငွေတို့နဲ့ဒင်္ဂါပြားသုံးပြီးတော့သုံးနိုင်ပြီဆိုအတန်းဘလောက်ဝင်တယ်အဆင့်ဘလောက်ပြီလေဒါကိုပြောတာဘုံကကလေးဘုံကသာဖတ်ပြောတာမဟုတ်ဘူးတော့ငါအဲ့ဒီရတဲ့အများကြီးသူသေသားလောက်တာရင်တော့ဒီ YBC ရှိတယ်မလားအဲ့ဘုံကဖောင်တာပဲလေကွာစာပေမြန်တို့မြတ်အသိကိုဘုံကတီထောင်တာလေအတွင်ရင်မူဥက္ကရာပါရမီဆရာတော်ဒုဥက္ကရာရွှေစံနဲ့ဥပဒေရဲ့ဗန္ဒာရေးပေါ့ဇာဘုံတို့အလုပ်လူတက်လုပ်ကြထားတော့ဘုံတို့ကွင်းစင်းဆိုအဲ့ကလေးတွေကုန်ကြခံပြီးအဲ့နေရာတွေတကောင်ဟန်လင်းဒီခေတ္တရာအကုန်ရောက်ပြီးတောင်ကြီးအင်းလေးမွန်ပြည်နယ်ကရင်ပြည်နယ်အကုန်ရောက်ပြီးကလေးတွေနဲ့ဘုံတို့လဲပြီးလေ့လာရေးပညာဆင်ကြနော်တေးသေးချာချာဒီစာတွေလည်းဖတ်အဲ့ဘက်ကပညာရှင်တွေလည်းဆွေးနွေးလုပ်ငန်းရှင်တွေလည်းဆွေးနွေးရဟန်းပညာရှင်တွေလည်းဆွေးနွေးနိုင်ငံရေးသမားတွေလည်းဆွေးနွေးတယ်လွတ်တော်တွေကပုဂ္ဂိုလ်တွေလည်းဆွေးနွေးတယ်ဘုံကလေးတွေကနော်မကိုတန်းဆယ်တန်းဆိုကောင်းကောင်းပြောနိုင်ပြီဆွေးနွေးနိုင်ပြီနိုင်ငံရေးသမားတွေနဲ့ကောင်းကောင်းပြောလို့တက်အဲ့ဒါငြိမ်းချမ်းရေးတွေအကြောင်းဆွေးနွေးနေကြတယ်အောင်းစရာကောင်းတာအခုဘုံတို့ခင်မကောင်းလို့ဒီလုပ်ငန်းတွေကရည်ရတော့တာဘုံတာအများကြီးကြိုးစားပြီးတည်ထွင်ခဲ့တယ်ထားတော့ဖွံ့ဖြိုးတိုးတက်လာတာတွေကိုပြောတယ်ဒါကြောင့်အဲ့ကလေးတွေနဲ့သွားတဲ့အခါဘုံနဲ့ဒီပြည်တော်နိုင်ငံလွန်ခဲ့တဲ့နှစ်3000လောက်ကဂျင်းကားတွေတောင်သုံးပြီးတော့ခစ်တာမိနေပြီတဲ့လွန်ခဲ့တဲ့နှစ်3000ဆိုအမေရိကန်ဆိုနှစ်ပေါင်း350မပြည့်သေးဘူးနော်ပေါ်တာဘုံပြောတာဟုတ်လားအမေရိကန်ပေါ်တာနှစ်ပေါင်း350မပြည့်သေးဘူးသမ္မတမှာ49ဆက်ပဲရှိသေးတယ်အခုဒေါ်နယ်ထက်မြန်မာပြည်နှစ်ပေါင်း3000နဲ့9000ကြားတွေရှိသွားလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကမြို့ပြတွေနေပြီအဲ့မှာဒင်္ဂါရတွေသုံးနေဒီပြည်တော်တို့ကလွန်ခဲ့တဲ့နှစ်3000လောက်နဲ့အခုပြန်ကြည့်အခုတဲ့ဒီပြည်တော်တို့မြန်မာလူမျိုးတိုးတက်လာတာမဟုတ်ဘူးတဲ့ဆိုးရုပ်လာတာပါလားတဲ့ကလေးတွေတွေ့သွား9တန်း10တန်းကလေးတွေတွေ့သွားတယ်အဲ့ဒါကိုရချင်တို့နိုင်ငံတို့လက်ထက်မှာပြန်ပြီးတိုးတက်အောင်လုပ်ရမယ်တာဝန်ရှိတယ်ဆိုတာသိသိချင်းဟုတ်ပြီနော်အေးအဲ့ဒါဆိုတော့တာမန်စိတ်တက်တဲ့တော့ရောက်အောင်လားတိုးတက်ထွန်းကားလာတဲ့လူနေမှုစင်တန်းတွေဒါကိုပြောတာဟောနောက်ဆုံးတစ်ခုကဘာတော့ဆင်လာအဖြစ်ထိတ်ထိတ်တည်ရှိခဲ့တဲ့ဒလိထုံးတန်းအစင်လာ tradition တွေ